အားလုံးပဲမင်္ဂလာပါဘုရားသခင်ကိုကျေးဇူးတော်ချီးမွမ်းပါတယ်ဒီနေ့တော့မှတ်ယူခြင်းဆိုတဲ့ဖော်ပြချက်နဲ့ပတ်သက်ပြီးတော့ကြံ့ကြက်များဖြင့်လေ့လာပိုင်းခြားကြည့်မှာဖြစ်ပါတယ်မှတ်ယူခြင်းတော့မဟုတ်အမှတ်ရခြင်းဆိုတာကတမန်ကျမ်းစာမှာလူသားတို့ရဲ့အတွင်းသဘောတာမကဘုရားသခင်ရဲ့ဇယိုက်လက္ခဏာနဲ့လည်းသက်ဆိုင်တဲ့အရေးကြီးတဲ့ဘာသာရပ်တစ်ခုဖြစ်ပါတယ်၎င်းဟာအတိတ်ကိုသတိရခြင်းတာမကယခုဘဝတွင်နာခံမှုနဲ့သစ္စာရှိမှုကိုဖြစ်ပေါ်စေတဲ့စိတ်ပိုင်းဆိုင်ရာလှုပ်ဆောင်ချက်တစ်ခုဖြစ်တယ်လို့နားလည်ရပါတယ်ဒါကြောင့်မှတ်ခြင်းနဲ့ပတ်သက်တဲ့အဓိကသဘောတရားတွေကိုကျမ်းစာများဖြင့်အသေးစိတ်ဖော်ပြလိုက်ခြင်းဖြစ်တယ်။ဒါကြောင့်မှတ်ခြင်းဆိုတာကိုနားလည်ဖို့နံပါတ်1အနေနဲ့ဘုရားသခင်ဤမှတ်ခြင်းနံပါတ်2အနေနဲ့လူသားတို့ဤမှတ်ခြင်းနံပါတ်3အနေနဲ့ဝိညာဉ်တော်ရဲ့အကူအညီဆိုတဲ့အချက်3ချက်ကိုလေ့လာပိုင်းခြားကြည့်မှာဖြစ်ပါတယ်။ဒါကြောင့်နံပါတ်1အနေနဲ့ဘုရားသခင်ဤမှတ်ခြင်းနဲ့ပတ်သက်ပြီးတော့တမန်ကျမ်းစာကဘုရားသခင်ဟာအချိန်နဲ့မျှပြောင်းလဲသွားသောလူသားကဲ့သို့မဟုတ်ပဲကိုရောရဲ့ဂရုတော်များဗြိဉ္ဉ်များနဲ့တနာခြင်းကရုဏာများကိုအမြဲတမ်းသတိရတယ်လို့ဖော်ပြတာတွေ့ရမှာဖြစ်တယ်။ဒါကြောင့်ဗြိဉ္ဉ်ကိုအမှတ်ရခြင်းကရုဏာတော်ကိုမှတ်ခြင်းအပြစ်များကိုမမှတ်တော့ခြင်းဆိုတဲ့အချက်၃ချက်ကိုလေ့လာပိုင်းခြားကြည့်မှာဖြစ်တယ်။ဒါကြောင့်ဗြိဉ္ဉ်ကိုအမှတ်ရခြင်းနဲ့ပတ်သက်ပြီးတော့ကဘာဦး9:15-16မှာငါသည်ငါနှင့်မြေကြီးပေါ်မှာအသက်ရှင်သောသရောအပေါင်းတို့ကြားတွင်ရှိသောငါဗြိဉ္ဉ်ကိုအမှတ်ရမည်။မိုးပေါ်၌တက်တံကိုငါမြင်တဲ့အခါဖခင်သခင်နှင့်မြေကြီးပေါ်မှာအသက်ရှင်သောသရောအပေါင်းတို့ကြားတွင်ရှိသောထာဝရဗြိဉ္ဉ်ကိုငါအမှတ်ရလိမ့်မည်လို့ဖော်ပြတာကိုတွေ့ရမှာဖြစ်တယ်။ဆိုတဲ့အဓိပ္ပာယ်ကဘုရားသခင်ဤမှတ်ခြင်းဟာလူသားနဲ့ချုပ်ဆိုခဲ့တဲ့ဗြိဉ္ဉ်ကိုတစ္ဆာရှိစွာလိုက်နာခြင်းကိုဆိုလိုတာဖြစ်တယ်။ကိုတော်သည်မိမိရဲ့ဂရုတော်ကိုမိသည့်အခါမှမမေ့ဘူးလို့နားလည်ရမှာဖြစ်ပါတယ်။ဒါကြောင့်ဂိဏတော်ကိုမှတ်ခြင်းနဲ့ပတ်သက်ပြီးတော့စာလံ25:6မှာထာဝရဘုရားရှစ်ပဝေတနီကရှိခဲ့သောဂိဏတော်နဲ့မေတ္တာတော်ကိုအောက်မေ့တော်မူပါလို့ဖော်ပြချက်ကိုတွေ့ရမှာဖြစ်တယ်။ဒီဟာကစာလံဆရာများကဘုရားသခင်ဟာကိုတော်ရဲ့တနာခြင်းကျင်နာသောဇယိုက်လက္ခဏာနဲ့လူသားများအပေါ်ပြုခဲ့တဲ့မေတ္တာတော်ကိုအမှတ်ပြပေးဖို့ရန်တောင်းလျှောက်တာတွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့်အပြစ်များကိုမှတ်တော့ခြင်းနဲ့ပတ်သက်ပြီးတော့ဟေဘဲ8:2မှာသူတို့ရဲ့အပြစ်များသူတို့၏မတရားမှုများကိုနောက်တစ်ဖန်ငါမှတ်တော့မည်မဟုတ်လို့ဖော်ပြတာတွေ့ရမှာဖြစ်တယ်။ရေဒိဘေကခရစ်တော်ရဲ့အမှုတော်အဖြစ်ဘုရားသခင်ဟာနောင်တရသောယုံကြည်သူရဲ့အပြစ်များကိုမမှတ်တော့ဘဲအပြစ်မှလုံးဝကင်းစင်စေတယ်လို့ဖော်ပြတာဖြစ်ပါတယ်ဒီအရာကဘုရားသခင်ရဲ့အံ့ဖွယ်တရားစီမှုပဲဖြစ်တယ်လို့နားလည်မှာဖြစ်တယ်ဒါကြောင့်နံပါတ်1အနေနဲ့လူသားတို့ရဲ့မှတ်ခြင်းနဲ့ပတ်သက်ပြီးတော့လူသားတို့ဟာဘုရားသခင်ကိုဝတ်ပြုရမှာဘုရားသခင်ရဲ့လှုပ်ဆောင်ခဲ့တဲ့အမှုတော်များကိုပြန်လည်အောက်မေ့သတိရရန်အထူးအရေးကြီးပါတယ်ဒါကြောင့်မေ့လျော့ခြင်းသည်ဘုရားသခင်ထံမှလွမ်းလွဲထွက်သွားခြင်းရဲ့အဓိကအကြောင်းရင်းများဖြစ်တယ်လို့လည်းနားလည်ရတယ်ဒါကြောင့်အောက်မေ့ရန်တာဝန်ရှိသောအရာများနဲ့မေ့လျော့ခြင်းရဲ့အန်တီရဲ့ဆိုတဲ့အချက်နှစ်ချက်ကိုလေ့လာကြည့်မှာဖြစ်ပါတယ်ဒါကြောင့်အောက်မေ့ရန်တာဝန်ရှိသောအရာများကိုနားလည်ဖို့အတွက်ဘုရားသခင်ရဲ့ကျေးဇူးတော်ခရစ်တော်ရဲ့အသေးခံခြင်းဘုရားသခင်၏နှုတ်ကပတ်တော်ဆိုတဲ့အချက်၃ချက်ကိုလေ့လာကြည့်မှာဖြစ်ပါတယ်။ဒါကြောင့်ဘုရားသခင်ရဲ့ကျေးဇူးတော်နဲ့ပတ်သက်ပြီးတော့တရားဟောရာ88မှာသင်ဘုရားသခင်ထာဝရဘုရားကိုအမှတ်ရလောအဘဲကြောင့်ဆိုတော့ကိုတော်သည်တင့်အားဥစ္စာရွှေငွေကြွယ်ဝခြင်းကတကိုးပေးတော်မူ၏ဆိုတဲ့ဖော်ပြချက်ကိုတွေ့ရမှာဖြစ်တယ်။ဆိုတဲ့ဘက်ကချမ်းသာကြွယ်ဝသောအခါသို့မဟုတ်အောင်မြင်သောအခါမိမိရဲ့အစွမ်းအားကြောင့်မဟုတ်ပဲဘုရားသခင်ရဲ့ကောင်းကြီးမင်္ဂလာဖြစ်ကြောင်းကိုအမြဲတမ်းရရန်ဖြစ်တယ်လို့နားလည်မှာဖြစ်ပါတယ်။ဒါကြောင့်ခရစ်တော်ရဲ့အသေးခံခြင်းနဲ့ပတ်သက်ပြီးတော့လေ1ကော7:24-25မှာထိုနည်းသူညသာစားပြီးမှခွက်ကိုယူ၍ငါ့ကိုအောက်မေ့เสียဖို့ဤသို့ပြုကြလောမိန်တော်မူ၏ဆိုတဲ့ဖော်ပြချက်ကိုတွေ့ရမှာဖြစ်တယ်။ရေဒိတ်ဘေကသခင်ဘုရားရဲ့ညစာစားပွဲမိသားဟယမင်္ဂလာကိုပြုခြင်းဟာခရစ်တော်ဒီကျွန်တို့အတွက်အသေးခံခဲ့ကြတယ်ဆိုတာကိုအမြဲတမ်းအမှတ်ရစေရန်ဘုရားသခင်ပေးတော်အမိန့်ဖြစ်တယ်လို့နားလည်ရမှာဖြစ်ပါတယ်။ဒါကြောင့်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲ့ပတ်သက်ပြီးတော့စာလံ119:52မှာအကျွန်ုပ်သည်ရှေးကာလ၌ရှိသောကိုတော်ရဲ့တရားစီရင်တော်မူခြင်းကိုအောက်မေ့ပါ၏။အိုထာဝရဘုရားအကျွန်ုပ်သည်တတ်တာရပါ၏ဆိုတဲ့ဖော်ပြချက်ကိုတွေ့ရမှာဖြစ်တယ်။ရေဒိဘေကနှုတ်ကပတ်တော်နဲ့ဘုရားသခင်ရဲ့အတိတ်ကစီရင်ဆုံးဖြတ်မှုများကိုမှတ်မိခြင်းဟာစိတ်ကောမှုများနဲ့ဒုက္ခများကြားတဲ့ယုံကြည်သူကိုနှစ်သိမ့်ခြင်းနဲ့ခွာဖို့ပေးတယ်လို့နားလည်ရမှာဖြစ်ပါတယ်။ဒါကြောင့်မေ့လျော့ခြင်းရဲ့အန္တရာယ်ကိုနားလည်ဖို့လိုအပ်တယ်။ဘုရားသခင်ကိုမေ့လျော့ခြင်းနဲ့ကြားနာသောစကားကိုမမိခြင်းဆိုတဲ့အချက်တစ်ချက်ကိုပိုင်းခြားကြည့်မှာဖြစ်ပါတယ်။ဘုရားသခင်ကိုမေ့လျော့ခြင်းနဲ့ပတ်သက်ပြီးတော့တရားဟောရာ62မှာသင်တို့သည်ဘုရားသခင်ကိုမေ့လျော့ခြင်းမရှိစေရန်တတိနဲ့နေကြလောဆိုတဲ့ဖော်ပြချက်ကိုတွေ့ရမှာဖြစ်တယ်။ဒါကြောင့်ဘုရားသခင်ကိုမေ့လျော့ခြင်းဟာရုပ်ထုကိုးကွယ်ခြင်းနဲ့မနာခံခြင်းတို့ရဲ့အစပဲဖြစ်တယ်။ဘုရားသခင်ကိုမေ့လျော့တဲ့အခါမိမိကိုယ်ကိုဗဟုပြုလာပြီးတော့လောကီဆန္ဒများကိုလိုက်စားလာတယ်လို့နားလည်ရမှာဖြစ်ပါတယ်။ဒါကြောင့်ကြားနာသောစကားကိုမမိခြင်းနဲ့ပတ်သက်ပြီးတော့ဟေဘဲ1:1မှာထို့ကြောင့်ငါတို့ကြားခဲ့ရသောအရာကိုမေ့လျော့၍မသွားရစေရန်ကြိုတင်၍ပုံပေါ်အာယုံဆိုင်ရန်လိုအပ်တယ်လို့ဖော်ပြတာတွေ့ရပါတယ်။ဒါကြောင့်
ခရိယန်များအနေနဲ့အရေးကြီးဆုံးသောဓမ္မတရားမှာဥပမာကယ်တင်ခြင်းတရားစီရင်ခြင်းတို့ကိုနားထောင်ပြီးပါက၎င်းတို့မမေ့လျော့ပဲလိုက်နာကျင့်လုံးရန်လိုအပ်တယ်လို့ဖော်ပြနေခြင်းဖြစ်တယ်။ဒါကြောင့်နံပါတ်3အနေနဲ့ဝိညာဉ်တော်ရဲ့အကူအညီကိုယူရမှာဖြစ်တယ်။ဒါကြောင့်သခင်ယေရှုဟာဝိညာဉ်တော်သည်ယုံကြည်သူတို့အားမှတ်မိစေရန်ကူညီမိလို့ဂရုပေးထားတာဖော်ပြတာတွေ့ရမှာဖြစ်တယ်။ဒါကြောင့်တမန်တရားကိုသတိရစေခြင်းနဲ့ပတ်သက်ပြီးတော့လေ့လာကြည့်မှာဖြစ်တယ်။တမန်တရားကိုသတိရစေဖို့ရန်အတွက်ယောဟန်14:26မှာခမည်းတော်ဤငါ၏နာမကိုအမိပြု၍ဆစ်လွတ်တော်မူသောနှစ်သိမ့်စေသောသူတန်ရှင်းသောဝိညာဉ်တော်သည်သင်တို့ကိုအရာခတ်သိမ်းတို့၌တွင်တင်၍ငါပြောသမျှတို့ကိုသတိရစေတော်မူလတန်းလို့ဖော်ပြတာတွေ့ရမှာဖြစ်ပါတယ်။ဖရေတိဘေကတန်ရှင်းသောဝိညာဉ်တော်ဟာယုံကြည်သူများအားယေရှုရဲ့တုန်တင်ခြင်းများဖြစ်တဲ့ကျမ်းစာလာနှုတ်ကပတ်တော်တွေကိုအရေးကြီးသောအချိန်များတွင်ပြန်လည်မှတ်မိစေရန်ဖြစ်လမ်းပြပေးတယ်လို့ဖော်ပြတာဖြစ်ပါတယ်။ဒါကြောင့်အချုပ်အားဖြင့်ကျမ်းစာပါမှတ်ခြင်းဟာဘုရားသခင်ရဲ့မေတ္တာတော်ကိုအောက်မေ့ခြင်းကိုရောရဲ့ဗြိဉ္ဉ်များကိုအမှတ်ရခြင်းဖြင့်ယုံကြည်သူရဲ့နေ့စဉ်နာခံမှုကိုထိန်းညှိပေးတဲ့မရှင်းဖြစ်လိုအပ်နေတဲ့ဝိညာဉ်ရေးရလှုပ်ဆောင်ချက်ပဲဖြစ်တယ်လို့နားလည်ရပါတယ်။ဒါကြောင့်ဒီနေ့ဖော်ပြခဲ့တဲ့အကြောင်းအရာတွေဟာမှတ်ခြင်းဆိုတဲ့အကြောင်းကိုနားလည်ပြီးတော့ဘုရားသခင်ပြုလုပ်ပြုပြင်ပေးတဲ့ကျေးဇူးတော်ကိုရွေးချယ်ဝန်ခံတတ်စေဖို့ရန်ကြံ့ချက်များဖြင့်ဖော်ပြမျှဝေခဲ့ခြင်းဖြစ်ပါတယ်။နားထောင်သူအားလုံးပေါ်ဘုရားသခင်၏ကျေးဇူးတော်တက်ရောက်ပါစေ။အာမင်။